မင်းကွာဟယ်လိုဟုတ်တတိတတိကြီးကနေမြေကွက်လေးရလေမစိုးဘူးသလားလမ်းလေးကလည်းတာတယ်ကိုရပြတော့ကိုဒီချန်လေးကိုဒီချန်လေးကိုကျွန်တော်အယောင်းတင်တာလေးအကိုဖုန်းဆက်ပြီးလမ်းရှင်းတာဒီချန်လေးဆိုတော့ဒီချန်လေးရဲ့အားသာချက်လေးတွေကျွန်တော်ချက်ရှင်းပြပေးမယ်ဟုတ်ဒီချန်လေးကတော့ကျွန်တော်တို့မြောက်တကုံ32ရက်ကွက်ကျွန်တော်ဆရာဆန်လမ်းမောင်တဲပေါက်တယ်ဆရာဆန်လမ်းမောင်တဲပေါက်တယ်သူအားသာချက်ကဘာတွေရှိပဲဆိုရင်အကိုကျွန်တော်တို့ဘင်းအောင်လမ်းမရဲဆိုတစ်စစ်ချိုးတဲပေါက်တယ်ဗျဒီလိုတဲပေါက်တယ်ပြီးတော့အလှည့်လေးကလည်းအရှိလေးဖြစ်တယ်နောက်ပြီးတော့ကျွန်တော်တို့အိမ်နံပါတ်ဆိုလို့ရှိရင်လည်းပေါင်းချင်းရ9ဆိုတော့10နံပါတ်ဆိုလို့ရှိရင်လည်းပေါင်းချင်းခွန်ဟုတ်ပါတော့အစားအရာပြည့်စုံနေတဲ့နေရာကောင်းတဲ့ channel လေးပေါ့နော်အဲ့တော့ဒီဟာလေးကဘာလဲဆိုလို့ရှိရင်သူကစာရွက်စာတမ်းကအမီပေါက်ကိုလည်းဖြစ်တာအမီပေါက်ကိုလည်းတိတ်ရှိတင်ချာရှိနေတယ် channel လေးဆိုတော့ဟုတ်အမီပေါက်ပေဂျကတော့ကျွန်တော်ပေ40ပေ60ပေ40ပေ60ထဲမှာဆိုရင်ကျွန်တော်က 2B ရဲ့အိမ်တစ်လုံးပါမယ်ကျွန်တော်1စီရဲ့အိမ်တစ်လုံးပါမယ်1စီရဲ့အိမ်တစ်လုံးပါအဲ့တော့အိမ်နှလုံးပါတာဖြစ်တယ်လို့သူကမီတာနှလုံးမှာပါထားပြီးတာအဲ့တော့ရေကတော့ကျွန်တော်တို့ဒီမြောက်ကောင်အတည့်တဲ့အတိုင်းပဲဟိုဘယ်လိုပြောမလဲအဝေးစီဝေးစီပါထားပြီးတာပေါ့နော်ဟိုချက်အိမ်ထဲတော့ကျွန်တော်တစ်ချက်မပြတော့အိမ်ကတော့လက်ရှိမြင်တွေ့နေတဲ့အတိုင်းပဲသူအားသာချက်လည်းပါရှိပဲဆိုကျွန်တော်တို့ဘေးပတ်ဝန်းကျင်မှာကန်ထားတိုက်မရှိဘူးကန်ထားတိုက်မရှိဘူးအေးစစ်စစ်နေလို့ရတယ်ပြီးတော့လမ်းဆိုလို့ရှိရင်ကျွန်တော်အတွင်းလမ်းကျယ်ပဲခင်ဗျအတွင်းလမ်းကျယ်နောက်တစ်ခုကအားသာတာဘာအားသာမလဲဆိုကျွန်တော်ဆရာဆန်လမ်းမောင်တဲပေါက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ပင်လုံ ocean နဲ့နေမယ် city mall ပေါ့နော် city mall ocean နဲ့နေမယ်ပင်လုံအိမ်ရနဲ့နေမယ်ပင်လုံဆေးရုံနဲ့နေမယ်ပြီးလို့ရှိရင်ကျွန်တော်ဈေးကဘာဈေးရှိမယ်ဆိုရင်ကျွန်တော်တို့ဥကျင်ုံဈေးရှိမယ်ခင်ဗျဥကျင်ုံဈေးရှိတယ်ပြီးတော့တောင်းကလာဘက်ကနေပြန်ထွက်လာမယ်ဆိုလို့ရှိရင်သူကဆရာဆန်လမ်းကနေတောင်းကလာဘက်ကိုပြန်သွားလို့ရတယ်ဆိုတော့ဟိုချန်လေးတစ်ချက်ကြီးအကိုတစ်ချက်လည်းကိုပြောလို့ရတာပေါ့နော်ဟုတ်ကြီးလိုက်ကိုအလေလေးလည်းကောင်းတယ်ကျွန်တော် channel နံပါတ်လေးကောင်းတယ်ဈေးနှုန်းကတော့အခုကျွန်တော်ပြောထားတဲ့အတိုင်းပဲဈေးနှုန်းက12000ခင်ဗျ12000ကိုတိတိဆိုင်ဆိုလို့ရှင်တော့အနေချင်းပပလေးပေါ့နော်စကားပြောတော့ရတယ်ကိုကျွန်တော်ကြည့်ရအောင်ချက်ဟိုပေါင်းရင်လေးချက်ပေါင်းရင်တစ်ချက်ကြည့်ပါကိုဟုတ်ပုံလေးရိုက်ပါလို့ရတယ်ရတယ်ကိုပုံလေးရိုက်လို့ရပါတယ်ကိုဟုတ်နော်ဒီကိုချက်ပြန်ပြပေးဟုတ်အကိုတတိလည်းကျွန်တော်ဖုန်းဆက်ပါတယ်ဒီရှာခြင်းနေတာဒီလိုပုံစံလေးပေါ့နော်ဒီလိုမျိုးအေးချင်းချင်းတိတိစိစိနဲ့ရက်ွက်အတွင်းထဲမှာဟိုအရင်မဆူညံတဲ့ပုံစံမျိုးလေးဆိုကျွန်တော်လည်းမရရအောင်ရှာပေးထားတာအခုတေချာလေးတော့ညှို့ပြီးတော့ပြောပေးနောက်ကိုနော်ဒီလိုတော့ချက်ပြောကြည့်လိုက်မယ်လေဟုတ်ကဲ့ဒါကြောင့်မို့အခုကြာပါတယ်အခုနဖုန်းဆက်ပြီးတော့ပဲဒီခါလေးပြောကြည့်လိုက်ပါလားနော်တကယ်လို့ तू အကိုကြိုက်တဲ့ channel လေးတွေ့တယ်ပြန်လာကြည့်မလားဒါမှမဟုတ်လို့ရှင်လဲဘယ်လိုလေးလုပ်ချင်လဲကျွန်တော်ကျန်တာဆောင်ရွက်ပေးလို့ရတယ်ဟုတ်နော်ဟုတ်ချက်တော့ဖုန်းဆက်ပြီးတော့ဒီဘလောက်ကောင်းကြောင်းလေးညှို့လိုက်ဟုတ်ကဲ့ဟုတ်ဟယ်လိုဟုတ်တတိတတိကြီးကနေမြေကွက်လေးရလေမစိုးဘူးသလားလမ်းလေးကလည်းတာတယ်တတိဟိုဘင်းအောင်နှစ်ကြောကဆရာဆန်ဆိုလို့ရှိရင်လည်းတဲပေါက်ပဲဘင်းအောင်တစ်စီချိုးတဲပေါက်အလှည့်ရတော့အရှိလဲပဲဆရာဒီလားဆရာအလှည့်တွေပါရှောင်းတာတွေလည်းလွတ်တယ်ဒါပြီးလို့ရှိရင်အိမ်နံပါတ်ကလည်းပေါင်းကြီးလွတ်တယ်73လွတ်တယ်ကန်ထွိုင်လည်းမရှိဘူးဆရာပြောမှဆိုလို့ရှိရင်လေးဦးလေးလည်းကောင်းတယ်ဟာဆရာဆိုဈေးလေးဘယ်လောက်စပေးမလဲဆရာဟောဆရာဟုတ်ကဲ့ကျွန်တော်အဲ့တိုင်းလေးပဲပြောလိုက်မယ်ဆရာနော်ဟုတ်အကိုဟွာဆရာတော့ပြောတယ်ပေါ်သူကကြိုက်တယ်တဲ့ဟွာဖြစ်လို့ရှိရင်လင်းသဘောပဲဆိုတဲ့သဘောမျိုးပေါ့နော်ကြိုက်တယ်ပေါ့အဲ့တော့ဟွာကျွန်တော်သဘောပဲဆိုတော့ဗျာပြောမယ်ဆိုလို့ရှိရင်အိမ်လေးကိုပေါ့ဈေးလေးအနည်းဆုံးဘယ်လောက်ရနိုင်မလဲပေါ့ဈေးလေးအနည်းဆုံးဘယ်လောက်ရနိုင်မလဲပေါ့ဟုတ်အခုဘက်ကတစ်ချက်လောက်ဈေးလေးစစ်လို့ရဆိုတော့အခုလက်ရှိဒီကောင်ခေါ်တာကတော့စားစားတိုင်းက grant အမီပေါက်ဘူးညာသူအားသာချက်တွေတော့ရှိတာပေါ့အရှိလဲဖြစ်တယ်ပေါင်းချင်းကိုအိမ်နံပါတ်ပေါင်းချင်းခွန်နေဖြစ်တယ်အားသာချက်တွေအများကြီးပဲဟုတ်ကဲ့ grant ကလည်းအမီပေါက်ဖြစ်နေအမီပေါက်ကိုယ်တိုင်လည်းရောင်းမှာဖြစ်တဲ့အတွက်ကိုတော့အကိုသူကပြောထားတာဈေးက12000အရင်ကြီးတော့မလျှော့တော့ဘူးအခုတော့ရှိတာပေါ့အကိုတတိယကြိုက်တယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ဘက်ကစူးစမ်းပြီးတော့ညှိကြည့်ပေးမယ်ဆိုတော့အကိုတတိယကိုခုနကပြောသလိုပေါ့ဈေးကဘယ်လောက် offer ပေးလဲခင်ဗျ offer ပေးတဲ့ဈေးမှာမူတည်ပြီးတော့ကျွန်တော်ကအချက်ညှိကြည့်ပေးရအောင်ကျွန်တော်တတိယဒါဒီလုံးချင်းလေးကိုဒါတော်တော်လေးကြိုက်လို့ကျွန်တော်လည်းလာကြည့်ခိုင်းတယ်လူကြီးကင်းမြလုံးချင်းတွေမှာလည်းဒါတော်တော်လေးကောင်းနေတယ်ပေါ့ပြောမှဆိုလို့ချင်းအဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုဈေးလေးတော့ပေးလိုက်တယ်ကိုဟုတ်ဈေးကတော့သူအများကြီးမစစ်ပါဘူးကွယ်ဟုတ်သူဟွာပေါ့နော်ဈေးနှုန်းလေး8000လေးလောက်များရနိုင်မလားပေါ့ဟုတ်ဈေးနှုန်းလေး8000လေးလောက်များရနိုင်မလား